တမချန်းစာထဲမှာမှတ်တမ်းတင်ပေးထားတဲ့မိခင်3ယောက်နဲ့ကျမတို့ခွန်အားယူဖွင့်ရဆရာမပြင်ဆင်ထားတာဖြစ်ပါတယ်ပထမအဆုံးကတော့သခင်ယေရှုခရစ်မိခင်ဖြစ်တဲ့မေတော်မာရိကိုကျမတို့ဒီပထမအဆုံးကြည့်ကြရအောင်နော်ဒီနေ့တလောကလုံးကိုကေတင်ရတော့ဖယားသခင်သားတော်ယေရှုခရစ်ဟာမာရိရဲ့နာခံခြင်းမာရိရဲ့နှိမ်ချခြင်းဖယားတကယ်အမို့ထမ်းဆောင်ပွင့်အတွက်သူ့အသက်တာကိုဆက်ကပ်ရဲခြင်းပေးဆက်ရဲခြင်းတခုစီတိုင်းအပေါ်မှာဖယားတကယ်ကဒီကပါပေါ်မှာကြီးမားသောအမှုကိုပြုတ်ခဲ့တယ်ဆိုတာကျမတို့သိရပါတယ်သူဖယားရှင်နာမတော်ဘုန်းကြီးပါစေဒီဂျမ်ပိုက်ကကျမတို့ကိုဒီနေ့ကျွန်တော်တို့မိခင်များတယောက်တာမဟုတ်ဘူးဖယားသားသမီးများတယောက်စီတိုင်းအတွက်ကျွန်တော်တို့ဖယားတကယ်ကလူသားအတွက်ပေးထားတော့vision ဘုရားသခင်ကလူသားအတွက်ပေးထားသောလုပ်ငန်းတစ်ခုစီတိုင်းကြီးမားသောအမှုကိုဖြစ်ပျက်ဖွင့်ရန်တစ်ခုစီတိုင်းအတွက်အသင်းတော်တူတဲ့ဖွင့်ရန်ဖြစ်စေမိသားစုတူတဲ့ဖွင့်ရန်ဖြစ်စေလုပ်ငန်းခွင်မှာဖြစ်စေဘုရားသခင်ကတရုတ်စီတိုင်းထံကနေလူအပ်သောအရာဟာကျမတို့ရဲ့စက္ကချင်းကျမတို့ရဲ့နာခံခြင်းကျမတို့ရဲ့ဘုရားသခင်ရဲ့ပေးထားသော vision ကိုရစီယုံတာမကပဲထိုးအပေါ်မှာတွားရဲခြင်းလှောက်ရှားလူချင်းတွေကျွန်တော်တို့အောင်မြင်ခြင်းဖြစ်ပါတယ်ဟာလေလုယာမာရိကတော့ဘုရားသခင်ကပေးထားသော vision ကိုလက်ခံတယ်ဘုရားသခင်ပေးထားသော vision ကိုလက်တွေ့လှုပ်ဆောင်ဖွင့်ရန်သူ့အသက်တာသူ့ရဲ့ဖြစ်စဉ်အားလုံးကိုဆက်ကပ်တာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တယောက်စီတိုင်းဘုရားသခင်ကမာရိကတုတ်သောအရာမဟုတ်တော့လေဘုရားသခင်ကကျွန်တော်တို့မိသားစုမှာဖြစ်စေကျွန်တော်တို့ဘုရားသခင်ရဲ့အမိုးတော်မှာဖြစ်စေအသင်းတော်မှာဖြစ်စေကျွန်တော်တို့လုပ်ငန်းဘယ်နေရာမှာဖြစ်ပါစေနှိမ်ချ၍ဘုရားသခင်ကိုကြောက်ရွံ့၍တဲ့သောမိန်းမဘုရားသခင်စကားကိုနာခံသောမိန်းမဘုရားသခင်ရဲ့ပြုတ်စိန်လိုသောအမှုကိုပြုတ်ဖွင့်ရန်အတွက်ကိုယ်အကျိုးကိုစွန့်ရရ၍ဘုရားသခင်အမှုကိုလက်ခံရသောသူမိခင်ကောင်းများအမျိုးသမီးများဒီကျွန်တော်တို့ရဲ့တိုင်းပြည်ကျွန်တော်တို့အသင်းတော်ကျွန်တော်တို့လူမျိုးကြတဲ့မှာလူအပ်နေတာဖြစ်ပါတယ်ထိုသူများကိုလည်းဘုရားသခင်ကချီးမြှောက်ရအသုံးပြောတာဖြစ်ပါတယ်ဟာလေလုယာထိုဘုရားရှင်နာမတော်ဘုန်းကြီးပါစေမာရိဒီလူသားနဲ့သခင်ယေရှုကြားထဲမှာလူတွေကယေရှုခရစ်ရဲ့ပြုသောစကားတဲ့အသက်ရှင်ဖွင့်ရန်အတွက်နှုတ်ကပတ်တော်ကိုသေဆောင်ခဲ့တော်သူဖြစ်ပါတယ်ဟာလေလုယာလွှမ်းမိုးဖို့ကိုပြုလုပ်ခဲ့တော်အမျိုးသမီးဖြစ်ပါတယ်ကြောင်ဝလာတစ်ခုလုံးမှာရှိနေတော့ကျမ်းစာကိုဖတ်တော်သူတိုင်းကမာရိအကြောင်းကိုမသိတော်သူမရှိပါဟာလေလုယာသူရဲ့အသေးမဆုံးမိန်းမဖြစ်ပါတယ်ကဘာပေါ်မှာနာမည်အကျော်ဆုံးမင်းသမီးမင်းသားအောင်မင်းတော်သူများမြုပ်များစွာရှိပါတယ်ဟာလေလုယာဒါပေမဲ့မာရိဒီဖယားသခင်ရဲ့အောင်မင်းချင်းကိုသေဆောင်တော်သူဘုရားသခင် vision သေဆောင်တော်သူဘုရားသခင်မျက်နှာသာပေးတော်မိမဖြစ်တော်ဆောင်ဒီစကြောက်လာတစ်ခုလုံးမှာနာမည်အကျော်ကြဆုံးတော်မိမအတူယူဆရာမိမကောင်းကြီးခံစားတော်သူမိမထိုးချတော်မိမဟာလေလုယာမိမတက္ကထဲမှာအမွန်မြတ်ဆုံးတော်မိမဖြစ်တယ်လို့ဘုရားသခင်တသက်ခံထားတာဖြစ်ပါတယ်ဒုတိယအချက်ကတော့ဟာနာဖြစ်ပါတယ်ဟာနာကထမင်းမစားစီမတော့ပဲနဲ့ဘုရားသခင်အိမ်တော်မှာဆုတောင်းတဲ့ခါမှာအေလိယကတောင်းမှာဘာဖြစ်လို့မနဲ့ဆောဆောရစ်မိုးနေတာလဲဟာနာကကျမမိုးလဲအရက်ကိုတောက်ပြီးမိုးတာမဟုတ်ပါဘူးဘုရားသခင်စီမှာကျမရှိရှိသမျှအားလုံးကိုတွန်းလောင်းတာဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ချင်းကပေါင်းများစွာဆုတောင်းတဲ့ခါမှာကျွန်တော်တို့အပေါ်ရနဲ့ခံစားချက်မရှိဘဲနဲ့တာဝန်အရာနဲ့မနေ့မှတောင်းပြီးတော့ညနေဆူတောင်းမယ်ဆိုတာလေမေ့သွားတဲ့အချိန်မြောက်များစွာချစ်တော်ညီကိုမောင်နှမများကျွန်တော်တို့ရဲ့စန္ဒစီစွာနဲ့အလွန်လူချင်းသောစိတ်နဲ့ထိုသခင်ယေရှုနာမနဲ့ဆူတောင်းသမျှတို့ဒီဖယားသခင်ကအပြည့်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့သစ္စာရှိခြင်းခဲလကလာမှာသစ္စာရှိခြင်းတွေတင်အောင်မင်းတဲ့ခါမှာတင်အကြီးမြတ်ဆုံးတော့တင်ရဲ့တက်တိတ်ခံချက်ဖြစ်ပါရဲ့ခဲလကလာမှာမျက်နှာငယ်တဲ့ချိန်မှာဝမ်းနေတဲ့ချိန်မှာဘသူကမှကရုပ်မဆိုင်နေတဲ့ချိန်မှာဘသူကမှအသက်မပြုတ်နေတဲ့ချိန်မှာသစ္စာနဲ့တင်လောက်ရမယ့်အရာကိုဆက်လက်ပြီးတော့လှုပ်ဆောင်သွားပါဟာလေလုယာ
ကျွန်တော်တို့တွေထိုအရာတွေဖယားသခင်ရဲ့ဟာလေလုယာအချိန်တန်တဲ့ခါမှာဖယားသခင်စီမှာကျွန်တော်တို့ report ဖြစ်ပါတယ်ဆက်လက်ပြီးတော့စုံတောင်းကြရအောင်ဘုရားသခင်စီမှာကျွန်တော်တို့သွန်လောင်းကြရအောင်ဘုရားသခင်စီမှာတောင်းကြရအောင်အောင်မြင်ခြင်းတွေငါတို့အပိုင်ဖြစ်ပါတယ်ဟာလေလုယာလူခွန်အားနဲ့မလုံနိုင်တော့ဟာနာမှာမြောင်ရ၍နှစ်ပေါင်းမြတ်စွာမြောင်ရတော့လေဘုရားသခင်စီမှာစုံတောင်းတဲ့ခါမှာတာယောက်ျားကိုဘုရားသခင်ကပေးတာဖြစ်ပါတယ်ယင်းနဲ့သင်ငယ်ကျွန်တော်ရဲ့ခွန်အားနဲ့မရနိုင်ခဲ့ရတော့မြောင်တော့မိမ့်မလို့သင်ခံစားနေကျွန်တော်တို့ခံစားနေတော့အရာတွေဖယားသခင်ရဲ့ညနေမနေ့နောင်ကာလမပြောင်းလဲတော့ဖယားဖြစ်တယ်သူတကူမပြောင်းလဲပါသူရဲ့ idea မပြောင်းလဲပါသူရဲ့ရည်ရွယ်ချက်မပြောင်းလဲပါဟာလေလုယာဘယ်အောင်မြင်ခြင်းလူတွေတိုင်းတာတဲ့အောင်မြင်ခြင်းကိုပဲကျွန်တော်တို့မျှော်လင့်မလားဖယားသခင်စီမှာတွားရအောင်ဟာလေလုယာထိုဖယားရှင်နာမတော်ဘုန်းကြီးပါစေတာတရားအမျိုးသမီးအကြောင်းကိုကျွန်တော်တို့ပြောရအောင်ယက်ခဘက်မောစေရဲ့အမေမောစီမွေးတဲ့ချိန်မှာဖာရိုမင်းကြီးကယောက်ျားအားလုံးကိုတယောက်မှအသက်မရှင်ဘူးရန်ပြုတ်ခဲ့တဲ့အချိန်ဖြစ်ပါတယ်မောစီရဲ့အမေကတော့ယုံကြည်ခြင်းအားကြီးတော်သူသူသားကိုအသက်ရှင်ဖို့ရန်အတွက်သူသားကိုသူတွေဖွက်ခဲ့တာဖြစ်ပါတယ်ဘယ်တော့မှသူလေးဆူတောင်းမှာပဲပကလေးမှာမတက်ရဲတဲ့အတွက်ကြောင့်မသိနိုင်တော့တယ်မဖွက်နိုင်တော့တဲ့ကြောင့်ပကလေးနဲ့လွှတ်ပြတဲ့ခါမှာဖယားတကယ်အကျဉ်အစီတော်ဒီထိုကလေးအပေါ်မှာကြီးမားစွာတက်ရောက်၍အမေဆူတောင်းခြင်းကိုနိုင်အောင်ပေးရ၍အမေကနဲ့သူ့ကိုမတက်အောင်ဖွက်ပေးရတဲ့သူ့ရဲ့ယုံကြည်ခြင်းတွေအကျိုးတက်ရောက်၍ဖာရိုရဲ့သမီးလက်ထဲမှာရောက်စီပြီးအသက်ရှင်ခွင့်ရတာဖြစ်ပါသူဘုရားရှင်နာမတော်ဘုန်းကြီးပါစေဒီကြံပိုင်လက်ကကျမတို့ကိုဘာခွန်အားပေးထားတယ်လဲဆိုရင်မိခင်မြတ်ကနေကျမတို့မွေးတဲ့သားသမီးတွေဟာကျွန်တော်တို့တွေသူတို့အသက်ရှင်ဖို့ရန်စောင့်ရှောက်ပေးရ၍သူတို့ရဲ့စိတ်ရအတွက် vision ရှိဖို့အလွန်အရေးကြီးတာဖြစ်ပါသူဘုရားရှင်နာမတော်ဘုန်းကြီးပါစေမိခင်ရဲ့ယုံကြည်ခြင်းဟာသားသမီးများအတွက်အရေးကြီးဆုံးတော့ချက်ဖြစ်ပါတယ်သားသမီးများကိုမွေးရ၍တံဖို့မထဖိတလူဖိကလေးစံထားရ၍ထမင်းစားရင်လုံလောက်ပြီဆိုတာထဲမဟုတ်ပဲနေသူတို့ရဲ့အသက်တာလုံခြုံရေးသူတို့အသက်တာထဲကနေကြီးမားသော vision ရှိရ၍စုတောင်းပေးခြင်းအပြင်ရစ်ဆူရ၍လူအလုံးကကြောက်ရ၍သူတို့သားကိုတေဖို့ရအနန္တချိန်မှာသူ့သားကိုအသက်ရှင်ခွင့်ဆောင်းထိန်နေတော့အမျိုးသမီးရဲ့သားလေးတွေအသက်ရှင်ခွင့်ရတာဖြစ်ပါတယ်ဟာလေလုယာထိုဘုရားရှင်နာမတော်ဘုန်းကြီးပါစေဘုရားသခင်ကကျွန်တော်တို့ကိုပေးထားတဲ့သားသမီးများဟာဖယားသခင်ရဲ့ကောင်းကြီးဖြစ်ပါတယ်ဟာလေလုယာကျမတို့ကိုဆောင်းဆုပ်ခွင့်ပေးထားတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့မွေးတဲ့သားတွေအားလုံးအမျိုးသမီးတွေမွေးတဲ့သားတွေအားလုံးကိုကြီးမားသော vision ထားပေးပါဟာလေလုယာသူတို့ကိုကိုယ်ကစောင့်မပေးပါသူတို့တွေအရက်မတော့လမ်းဘေးနားမှာလူစုတမများနဲ့မပေါင်းတင်ရ၍ဘဝမလေလွတ်ရ၍ဒုက္ခမရောက်ဖွင့်ရမိဘများရဲ့တာဝန်ဖြစ်ပါတယ်ကျွန်တော်တို့မှမတတ်နိုင်တော့အမှုတွေမြုပ်များစွာရှိတော်လေတင်းရဲ့ဆုတောင်းခြင်းတွေဖခင်သခင်နားညောင်းတာဖြစ်ပါတယ်ဟာလေလုယာကျွန်တော်ရဲ့မွေးထားသောသားတွေအတွက်သူတို့ကိုရှေ့မှာလာလက်တန်းတော့အချိန်လာရင်ပါသူတို့ရဲ့အတွက်ထားပေးတဲ့တင်းရဲ့ vision သူတို့ဒီတိုင်းနိုင်ငံရဲ့ခေါင်းဆောင်ပညာတတ်ကြီးဖခင်သခင်အတုံးပြုတ်တော်သူဖြစ်ဖို့ရန်အတွက်တင်းဆုတောင်းဘူးသလားကျွန်တော်တို့မှာတာဝန်ရှိတယ်